ဒီနေ့ဒီဖောက်ဖရမျိုးမှာရှိတဲ့နန်ခရောင်ရေတကုန်းဆက်ပိတ်နဲ့လည်းတွားကြည့်ရအောင်သူငွေချင်နေစားထားတယ်ဟုတ်ဖရာအမျိုးလေပေါ့နော် DIY နဲ့ရှိတဲ့စီတိုင်းနဲ့ရှိတဲ့နိုင်စင်နောက်တော့ဒီဘက်ရှိမှာဆိုရင်တော့7-11ပေါ့နော်ရေတကုန်းရောက်ပါပြီလမ်းမကြီးကနေပြီးတော့လေကားလေးနဲ့ဆင်းရတယ်ပေါ့နော်ဒီလမ်းလေးကရန်နေကြတော့ပြနေခဲ့ကြရင်တော့တော်တော်လေးအေးတယ်ပေါ့နော်။ဒီလိုပေါ့တခြားနေရာမှာပူတဲ့အချိန်မြို့ကမှာပူတဲ့အချိန်ဒီနေရာကျတော့တစ်ပင်ပေါ်လာဆိုတော့ဒါလေးအေးရတယ်။ဒီရနဲ့စီးနေမြင့်နေကြအမိုးလေးတွေလုပ်ပြီးထားတယ်။ဟိုမှာထိုင်လို့ရတယ်။ရှောက်လန်းလာလုပ်ပြီးထားရှိပြောလို့ရတယ်ဒါလေးတော့နေရာလေးတော့ကျင်းအောက်ဖက်ကိုထပ်ပြီးတော့စီးရတာပြပြန်တော့ခါတိုင်းပြက်နေတော့လဲတော့မလဲဘူးဒီကြီးကတန်ပလာရှိရတယ်မသိတဲ့အိမ်ကတော့အမိုးပွင့်နေပြီပေါ့နော်ဒီနေ့လည်းလာမနေဘူးခင်ဗျာဒီဘက်မှာဆိုတော့ဒီအပေါ်ဘက်တက်မှဆိုရင်အမအိမ်သာရှိရပါ
အိမ်ကဆောက်ပြီးထားတယ်မိုင်ကြီးကူးလို့ရတယ်ပေါ့ဟိုးပဲအောက်မှာကျွန်တော်ခုနကရှောက်ခဲ့တယ်နော်ဒါတော့ဘယ်နေရာပဲစရှောက်နော်တစ်သက်ပဲတစ်သက်သူ့နေရာပြန်ရအောင်နော်ခုနကကျွန်တော်ဆင်းလာခဲ့လူကတက်မယ်ဒီလိုပထမဦးဆုံးတက်ရောက်ခဲ့လာတယ်ဆိုတော့ဒီနေရာကနည်းနည်းမောင်တယ်ပေါ့နော်အပြားနဲ့လာဆိုရင်အလင်းရောင်ဒီထက်ရောက်တော့မောင်နေရဆိုတော့ကြက်သိမ်းထားဖို့တော့ကောင်းတယ်ပေါ့နော်တက်ရောက်ခဲ့လာလို့ဆိုတော့ပြဝင်ပေါက်မှာလည်းပေါ့နော်ကားပါကင်ရှိတယ်အိမ်သာရှိတယ်မှာကွတ်တီကိုလွတ်ချင်းဆိုင်နေရှိတယ်အေးဆိုင်ရှိတယ်ပေါ့နော်အဲလည်းမော်လို့ပန်းလို့ရှိရင်နားလို့ရတယ်အေးဒီပိုင်းတောက်တော့အေးရေတော့အဲတဲတွေမှာသွားထိုင်ကြရအောင်နော်ဟိုဘက်သွားကြည့်အောင်တချို့ဆင်းနေနမောင်ကျိုးလိုက်လမ်းမှာတခြားဒီဘက်ဘေးမှာလည်းဒီရှောက်လန်းလှုပ်ထားတာပေါ့နော်ဒီရှောက်လန်းနေပြီးတော့ဟိုးပဲအနောက်ဘက်ကိုကြည့်မယ်ဆိုရင်ဒီတောင်တန်းနေတိမ်နေတယ်ပေါ့နော်မနေ့ညလည်းမိုးရွာထားဆိုတော့တိမ်နေအမဒီတောင်ပေါ်မှာပေါ့နော်ဘယ်လမ်းတစ်ဖက်မှာစားတောက်ဆိုင်ပေါ့နော်အစားတော်တော်ဆုံရတယ်စားနေရခနိုင်မှုကြောအမှလည်းရောင်းတယ်ပေါ့နော်ဆိုင်နှစ်ဆိုင်တော့ရှိပေါ့နော်လူကန်ညမပြည်လိုပဲဘာအတွက်လူလဲတော့မသိဘူးเพราะว่าผู้นำนะครับในส่วนของด้านปกครองคดีนะครับหรือว่าด้านที่ผมล้อไม่จอดไม่เป็นไรจ้ะสี่ล้อจอดแล้วจ้าที่คนนี้จะยอมแพ้ผู้ช่วยจะยอมแพ้แพ้ก็ได้แพ้บอกว่าแพ้ก็ได้เกียรติก่อนได้ครับป่าจะไม่ได้นะရှောက်လန်းတော့တော်တော်ရှည်ရပေါ့လေ့ကျင့်ခန်းရှောက်လို့ရတယ်အမုန်းရှောက်ပဲဆက်ဖိတ်နဲ့ဆိုတော့ခဏလေးပါနော်လမ်းချင်းလမ်းမကောင်းတဲ့နေရာဆိုတော့ဆက်ဖိတ်တော့မနေတော့မလဲအိမ်သာလုပ်ပြီးထားတယ်ထင်တယ်ဟုတ်တယ်အိမ်သာ